ခလေးတွေမနှက်စာလုပ်တဲ့အခါလွယ်ကူပြီးအာဟာရဖြစ်ဖို့လိုတယ်မိနစ်အနည်းငယ်အတွင်းအရန်အရသာရှိတဲ့နို့ပါမို့ကြော်လေးရပြီအတွင်းမှာအေးအေးလေးနဲ့အပြင်ကရွရွလေးအတော်ကိုစားလို့ကောင်းတယ်ခလေးတွေဘယ်နဲ့ရက်ပဲစားရဤသွားမှာမဟုတ်ဘူးစက်အုပ်နှလုံးနှမ်းအနက်နွားနို့100မီလီထည့်ပြီးခလောက်မယ်ပါမုတ်ထဲလောင်းထည့်ပြီး10မိနစ်လောက်စိမ်ထားလိုက်ထောပတ်တစ်ခဲထဲအရေပြောတဲ့အခါပါမုတ်လေးတွေထည့်ကြော်မယ်မြေအေးလေးနဲ့ပါမုတ်လေးတွေကိုရွှေဝါရောင်တန်းတဲ့အထိကြော်ပေးပြီးရင်ရပါပြီခလေးတွေခောက်ဆွဲစားခြင်းတယ်လို့ပြောရင်အခုလိုမျိုးလေးလှုပ်ကြွေးလိုက်ပါဟင်းသီးဟင်းရွက်အသားစက်အုပ်လဲပါတယ်ကျုပ်စားလာထပ်ပုတ်ပြီးစားလို့ကောင်းတယ်ရေစုတဲ့အခါအိုးတဲ့ခောက်ဆွဲထဲခောက်ဆွဲလုပ်တဲ့အခါဒီအထောက်လေးကိုသုံးတယ်အတင်စားခောက်ဆွဲထုတ်တွေနဲ့တူပေမဲ့ပါဝင်ပစ္စည်းတွေကတန်ရှင်းမှုရှိတယ်ဂျုံနဲ့စက်အုပ်နှမျိုးပဲပါတယ်ခောက်ဆွဲချက်ပြီးဆိုရင်ရေစစ်ပြီးဝါလို့ကောင်းအောင်လို့ရေအေးလေးနဲ့ဆေးပေးလိုက်စက်အုပ်3လုံးထည့်ကြောခါစက်အုပ်ထည့်ဝက်ဥချောင်းထည့်အရွက်ထည့်ပြီးစက်တဲ့ထိကြော်မယ်ပြီးရင်ခောက်ဆွဲထည့်အရသာအတွက်ပဲငပြားကြီးအကြီးပဲငပြားကြီးအနောက်ခယူစီလောင်ကမထည့်ပြီးတေချာနှံ့အောင်မွေကြော်ပေးပါဒါလိုလေးကြော်ထားတဲ့ခောက်ဆွဲကြော်လေးကအရသာလေးရှိအာဟာရလေးဖြစ်ပါတယ်ခလေးရီကြိုက်လွန်းလို့ပကံအောင်ကြမှာမဟုတ်ဘူးလူကြီးမင်းတို့အိမ်မှာအာလူးရှိုံနဲ့ဒါလိုမျိုးကျွတ်ရွနေတဲ့အာလူးကြော်လေးလှုပ်စားလို့ရတယ်စီလဲထဲမကြော်လဲအပြင်ပိုင်းကျွတ်ရွနဲ့အတွင်းပိုင်းအီလေးရပါတယ်ကျွတ်ရွပြီးအရန်စားလို့ကောင်းတယ်ခရမ်းကျစ်သီး sauce လေးနဲ့တို့စားကြည့်လိုက်စားကောင်းလို့လက်ကချတော့မှာမဟုတ်ဘူးပြုတ်ထားတဲ့အာလူးကိုခရင်းနဲ့ချေစားနေငယ်ပြောင်းကုန်မို့30 gram ထဲတေချာမျက်နှာအောင်နေလိုက်အနှဲငယ်စီယူပြီးအလုံးလေးတွေလုံးပြီးခရင်းနဲ့ဗီဒီယိုတွေကအတိုင်းအနှဲငယ်ဖိပြီး air fryer လေးထဲစီလီအနှဲငယ်တုပ်ပြီး200ဒီဂရီနဲ့မိနစ်20ဖုတ်လိုက်အနှံ့သေးသေးလေးနဲ့ကြွရွလေးတစ်ခါစားတစ်ခုပဲနောက်အာလူးစားခြင်းနဲ့ဆိုရင်အခုလိုမျိုးလေးအာလူးအသားစင်ကောလေးချက်စားကြည့်ချက်နီးလေးကရိုးရှင်းပြီးစားလို့အရန်ကောင်းတယ်အရင်ဆုံးအာလူးကိုအတုံးသေးသေးလေးတွေလီအိုးရေးစီပူတဲ့အခါအာလူးလေးတွေထည့်ပြီးရွှေဝါရောင်တန်းတဲ့အထိကြော်လိုက်နောက်အိုးတစ်လုံးထဲကိုကြက်သွန်မိတ်ဂျင်းကြက်သွန်ဖြူငရုတ်သီးထည့်စီမွေးတက်ပြီးဝတ်သားစင်ကောထည့်ကြော်မယ်နေတာဟင်းချက်နီးလေးတွေမျှဝေပေးနေပါတယ်စားကြတဲ့အခါရှာဝတွေ့ရမျိုးမဖြစ်ရအောင်အခုအကောင့်လေးကို follow လုပ်ထားနော်ကြက်အောင်ကြော်ပြီးတဲ့အခါမှာဟင်းချက်ဝိုင်းထည့်ပဲငပြားရီအနောက်အနှဲငယ်ထည့်အယောင်ပြောင်းသွားတဲ့အထိကြော်ပြီးအာလူးလေးတွေထည့်အရသာအတွက်စားတက်တာမို့ပဲငပြားရီအကြီးခရုစီအရေးဖြော်ထားတဲ့ပြောင်းကိုရီအနှဲငယ်ထည့်လိုက်အရသာဝင်တဲ့ဒီမွေကြော်ပြီးရင်အိုးချလို့ရပါပြီလူချင်းမင်းတို့လည်းစားချင်တယ်ဆိုရင်မြန်မြန်လေးချက်စားကြည့်လိုက်နော်နောက်တစ်ခါအင်ကိုအာလူးဝင်လာရင်အခုလိုမျိုးအာလူးပြားကြော်လေးကြော်စားကြည့်နီလန်းလေးကအရန်လွယ်ကူတယ်ခလေးလူကြီးမရွေးအကုန်ကြိုက်ကြတယ်အာလူးကိုအပြားလေးတွေလီရှင်နွေးပတ်တဲ့အခါအာလူးလေးတွေထည့်10မိနစ်လောက်ပြုတ်ပြီးဆယ်ထားလိုက်မယ်အိုးရဲစီပူပြီးဆိုချင်းကြက်သွန်မိတ်ကြက်သွန်ဖြူငရုတ်သီးထည့်စီမွေးတက်ပြီးအသားပြားထည့်ငရုတ်သီးစိမ်ငရုတ်သီးမီထည့်အနံလေးသင်းလာတဲ့ထိကြော်ပြီးရင်အာလူးပြားလေးတွေထည့်ပိန်းကပြားကြီးအကြီးခယူစီကြက်သားမုတ်စားကြက်သွန်မိတ်ထည့်နီးပြင်းပြင်းနဲ့အရသာစိတ်ဝင်တဲ့ထိကြော်ပြီးရင်အိုးချလို့ရပါပြီ